မြင်္ဂလာပါမနက်ဖြန်9ရက်သားသမီးများအတွက်တရက်တာဆောင်းရင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အလုံမှာအိမ်မှာပူပင်တော့ကတွေများနေတတ်ပါတယ်စိတ်လုံးမကြစရာတွေများနေတတ်ပါတယ်ငွေကြေးကံကောင်းပါတယ်ရွှေလက်ဝတ်ရတနာအလှကုန်အမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်ပါတယ်ချစ်သူစီကနေပြီးတော့တရင်ကောင်းကြားတတ်ပါတယ်နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာတပြေ20ညောကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတော့ယနေ့မှာတော့အဆဆရရအဆင်ပြေအောင်မြင်နေမဲ့နေ့လေးဖြစ်ပါတယ်။လူမျိုးကြားဘာသာကြားစက်တူရှယ်ယာလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်။အခြေရင်းနဲ့အိမ်တော်ကြီးမှာတော့သုံးနဲ့တူဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်။ငွေကံကောင်းပါတယ်။ခြေတော့မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်နှုရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာအုံဒီပါတဲ့မောက်ကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများအတွက်ယနေ့မှာတော့အလုံနေရအိမ်နေရများအတွက်ကောင်းသောအပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။သားသမီးလက်အောင်ငယ်သားများအတွက်ပူပင်တော့ကရောက်ရတတ်ပါတယ်။ငွေပြောက်တာခိုးခံရတာမျိုးတွေဖြစ်တတ်ပါတယ်။အထူးသတိထားပေးပါ။လက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။အချင်းရင်းမှာတော့ဝေးလေကောင်းလိုမျိုးဖြစ်ပါတယ်။နှစ်ရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့မရရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာကြာစံကျော်ကတ်လို့ပူဇော်ပေးပါ။ဗုဒ္ဓဦးသားသမီးများအတွက်ယနေ့မှာတော့အနောက်ရှက်အပြိုင်ဆိုင်များနဲ့ကြုံတွေ့ရတတ်ပါတယ်။စကားပြောဆိုငင်းခေါ်တတ်ပါတယ်။အလုံးမှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်။ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်။အချင်းရေးမှာတော့ဝေးလေကောင်းလိုမျိုးဖြစ်ပါတယ်။အိမ်တော်ကြီးမှာတော့တာယာနေပါလိမ့်မယ်။သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရင်းအရာဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာဖျဲသီး3စိတ်ကတ်လို့ပူဇော်ပေးပါ။ခြားရာပရိသတ်သမီးများတော့ယနေ့မှာတော့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ငွေကံကြေးကံတော့ကောင်းနေပါလိမ့်မယ်။ဆုံးဖြတ်ချက်အမှားများချမိတတ်ပါတယ်။မိမိပတ်ဝန်းကျင်အနီးနားမှာဝါယာရှော့ဖြစ်တတ်ပါတယ်။အခြေရေးအိမ်တော်ကြီးမှာတော့ကြည်နူးပျော်ရွှင်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။၄၅ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အဝါရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာပဲလို့ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများအတွက်ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုရင်းခွန်တတ်ပါတယ်။စာချုပ်ဆက်တူရှယ်ယာကိစ္စများအတွက်စိတ်ညစ်ရတတ်ပါတယ်။ဝမ်းသာစရာတည်င်းကောင်းများကြားရပါလိမ့်မယ်။ခြေထောက်အောက်ပိုင်းထိခိုက်မိတတ်ပါတယ်။အခြေအေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။နှစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာမွေးကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့စိတ်ညစ်စရာနှစ်ကြိမ်ကြုံတွေ့ရတတ်ပါတယ်။ဘာပဲလုပ်လို့အဆင်မပြေလေးတွေဖြစ်နေတတ်ပါတယ်။အနက်ရောင်ကိုလုံးဝအသုံးမပြုပါနဲ့ယနေ့အတွက်ကျမ်းမာရေးကိုဒါအထူးဂရုစိုက်ပေးပါချစ်သူစီကနေပြီးတော့လက်ဆောင်ရတတ်ပါတယ်သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာပန်းသီး3လုံးကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမာချမ်းသာကြပါစေ